ဂျပန်အမေရိကန်ဆိုင်ကိုရောက်ဖို့ရင်အခုလိုအတွေ့အကြုံကိုသိကြမှာပါစပုံမှုကကျွန်တော်တို့ရှေ့မှာတင်ချက်ပြုတ်ဖြော်ပြတာလေဒီနေ့တော့ညစာနဲ့ဖြော်ပြပွဲပေါင်းဆက်ထားတဲ့အတွေ့အကြုံနောက်ွယ်ကတကယ်ဇလန်အစ်စ်ကိုပြောပြပေးသွားပါမယ်တန်များပူပူပေါ်မှာစီကြတဲ့အတန်ရဲ့ဝှေ့ပြန့်လာတဲ့အနက်ပြီးတော့ကျွမ်းကျင်တဲ့စပုံမှုတယောက်ရဲ့လှုပ်ရှားမှုတွေပါဟုတ်ပါတယ်ဒါကညစာစားတာတသက်မဟုတ်တော့ပါဘူးတကယ်ကိုဖြော်ပြပွဲတစ်ခုလိုပါပဲအဲ့ဒီဖြော်ပြပွဲတွေထဲမှာအထင်ရှားဆုံးကဘာလဲဆိုရင်ကျက်သွန်နီမီးတောင်ပါပဲကျက်သွန်နီဝင်းလေးတွေကိုတစ်ထပ်ချင်းစီပြီးမီးတောင်ပုံစံပြီးတော့အဲ့ဒီထဲမှာမီးတောင်ဖွာလိုက်တာလေတကယ်ကိုဆိုင်တွေရဲ့စကင်နရာတစ်ခုလိုဖြစ်နေပါပြီအနောက်နိုင်ငံတွေမှာအထူးသဖြင့်အမေရိကဆိုရင်အခုလိုချက်ပြုတ်ဖြော်ပြတဲ့ပုံစံကိုလူတော်တော်များများကဟီဘာချီလို့ခေါ်ကြပါတယ်ဟီဘာချီဆိုင်သွားစားမယ်ဆိုတာမျိုးပေါ့ဒါပေမဲ့အမှန်တကယ်တော့အဲ့ဒီအသုံးလုံးကလုံးဝမှမမှန်ပါဘူးကျွန်တော်တို့အားလုံးဒီပါခေါ်ကြတဲ့နာမည်တွေမှားနေတာပါဒါဆိုရင်ဒီလိုနာမည်အလွဲကြီးဘယ်ကနေဘလို့ဖြစ်လာတာလဲကျွန်တော်တို့သိတဲ့ဟီဘာချီကဟီဘာချီမဟုတ်ဘူးဆိုရင်အမှန်တကယ်ကဘာကိုခေါ်တာလဲအဖြေကတပန်ယာကီပါဟုတ်ပါတယ်တပန်ယာကီဒါကဒုတိယကမ္ဘာစစ်ပြီးကတည်းကဂျပန်မှာစတင်ခဲ့တဲ့ချက်ပြုံးလေးတစ်ခုပါသူ့ရဲ့အဓိကအချက်ကတန်ပြားပြားကြီးတစ်ခုပေါ်မှာအစားအစာတွေကိုချက်ပြုတ်တာပါပဲတပန်ယာကီဒီနာမည်ကိုယ်တိုင်ကသူ့အကြောင်းကိုပြောနေသလိုပါပဲတပန်ယာကီဆိုတာဂျပန်တို့တန်ပြားကိုပြောတာပါယာကီဆိုတာကကင်နာကြော်တာကိုဆိုလိုတာပါဆိုတော့ပေါင်းလိုက်ရင်တပန်ယာကီဆိုတာတန်ပြားပေါ်မှာကင်နာကြော်တာလို့အဓိပ္ပာယ်ရပါတယ်အရန်ကိုရှင်းပါတယ်ဒါဆိုဟီဘာဂျီဆိုတာကရောဘာလဲတပန်ယာကီနဲ့ဘလို့ကွာလဲအဓိကအချက်ကသူတို့သုံးတဲ့မီးပုံမှာတင်တိတိသားသားကြီးကွဲပြားနေတာပါတပန်ကမျက်နှာပြင်ဖြတ်ချက်နေတဲ့တန်ပြားကြီးဒီတော့သူ့ပေါ်မှာသမင်းလိုကြက်ဥတို့လိုတေးသေးမွှားမွှားလေးတွေချက်လို့ရပါတယ်ဒီပါကြီးကြတော့အသားကင်တဲ့စကားလိုမျိုးအပေါက်တွေပါပါတယ်ပြီးတော့အပူပေးတဲ့စနစ်လည်းမတူပါဘူးတပန်ယာကီကပရိုတိန်းတန်းငွေကိုသုံးပြီးဒီပါကြီးကမီးခိုးကိုသုံးတာများပါတယ်ဆိုတော့သူတို့နှစ်ခုကတကယ့်ကိုမတူတဲ့ပစ္စည်းတွေပါဒီလိုဆိုရင်တပန်ယာကီရဲ့ပုံစံကဘယ်ကနေဘလို့ပေါ်လာတာလဲသူ့ရဲ့သမိုင်းကြောင်းကိုနည်းနည်းလေးပြန်ကြည့်ကြရအောင်ဒီမှာအရေးကြီးတဲ့အချက်ကတပန်ယာကီဆိုတာရှေးဟောင်းဂျပန်ရိုးရာအချက်ပြုတ်နည်းကြီးမဟုတ်ဘူးဆိုတာပါပဲတကယ်တော့ဒါကဒုတိယကမ္ဘာစစ်ပြီးမှပေါ်လာတဲ့ခေတ်သစ်တီထွင်မှုတစ်ခုပါဒီလိုပုံစံကိုကမ္ဘာပေါ်မှာပထမဆုံးမိတ်ဆက်ခဲ့တာကဂျပန်နိုင်ငံကိုဘေးမြို့ကမီဆိုနိုဆိုတဲ့စားသောက်ဆိုင်ပါပဲအဲ့ဒီဆိုင်ကနေတပန်ယာကီရဲ့ခရီးစဉ်ကစတင်ခဲ့တာလို့ပြောလို့ရပါတယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကအနောက်နိုင်ငံတွေမှာတပန်ယာကီကိုအမေရိကန်ဆိုင်နဲ့ပဲတွဲတည်ကြပေမဲ့ဂျပန်နိုင်ငံမှာတော့အဲ့ဒီစကားလုံးရဲ့အတိတ်ပဲကအများကြီးပိုကျယ်ပြန့်ပါတယ်ဂျပန်မှာတော့တပန်ယာကီဆိုတာတန်ပြားပေါ်မှာချက်တဲ့အစားအစာတော်တော်များများကိုခြုံငုံပြီးခေါ်ကြတာပါဆိုတော့အဓိကမှတ်ထားရမယ့်အချက်ကရှင်းရှင်းလေးပါပဲတပန်ယာကီဆိုတာကအစားအစာတစ်ခုရဲ့နာမည်မဟုတ်ပါဘူးသူကတန်ပြားပေါ်မှာချက်ပြုတ်ခြင်းဆိုတဲ့ဒီစနစ်တစ်ခုကိုရည်ညွှန်းတာပါ